မင်္ဂလာပါရှင်ဒီတစ်ခါမှာကတော့ကုန်ကျစရိတ်သက်သာပြီးအလိုရွှရှင်ပြီးစားကောင်းတဲ့ဆန်စနုမကင်းလုံနီလေးကိုဝေမျှပေးချင်ပါတယ်ရှင်ကျမကမုံနှစ်ပန်းစာဖုံးမဲ့အတွက်ကြောင့်မို့လို့ကျမရဲ့အချိုးစားတော့များပါတယ်အကယ်လို့တစ်ပန်းပဲလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျမအချိုးစားရဲ့တစ်ဝက်ကိုပဲလုပ်ပါနော်မုံသားလေးအယောင်လှစီရန်အတွက် food color ကိုအသုံးပြုပါမယ်ပြီးလို့ရှိရင်တော့မွေထားပြီးတော့တနာရီခန့်မုံသားလေးတွေပွားလာရန်အတွက်နှက်ထားပေးပါမယ်တာကူစေးကိုထည့်ပါမယ်ပြီးတော့လုံလောက်တဲ့ရေကိုထည့်ပြီးတော့မှတာကူစေးလေးတွေမျက်စံပြောက်တဲ့အထိကိုပြုတ်ထားပေးပါမယ်တာကူစေးလေးတွေမျက်စံပြောက်သွားပြီးတော့မှဣသွားပြီဆိုလို့ရှိရင်တော့ကျမတို့တာကူစေးတွေကိုရေအေးလေးနဲ့ဆေးချလိုက်ပြီးတော့မှစကားတစ်ခုနဲ့စစ်ထားပေးရပါမယ်ဆန်မုံနဲ့ထားတာတနားရီလေးပြည့်သွားပြီဆိုတော့ကျမတို့စပြီးတော့ကြိုးပါတော့မယ် non-stick အိုးကိုအသုံးပြုပါမယ် non-stick အိုးထဲမှာမွေထားတဲ့ဆန်မုံတွေထည့်မယ်၊ကြားထည့်မယ်၊စားထည့်မယ်၊အုံနှိုးထည့်ပြီးမယ်ပြီးလို့ရှိရင်တော့ကျမတို့ခဏပြုတ်ထားတဲ့တာကူစေးတွေထည့်ပြီးတော့အားလုံးကိုရောပြီးတော့မှဖြည်းဖြည်းချင်းပြီးအေးအေးလေးနဲ့ရောပြီးတော့မှကြိုပါမယ်တာကူစေးကိုကြိုတဲ့အခါမှာစိတ်ရှည်ဖို့လိုပါတယ်အိုးကိုထားပြီးတော့မှပြစ်ထားပြီးတော့သွားလို့မရပါဘူးเนาะအောက်ခြေမှာကတ်သွားနိုင်ပါတယ်အခုလိုမျိုးပြစ်ခဲလာပြီဆိုလို့ရှိရင်တော့ထောပတ်ထည့်ပြီးတော့မှထပ်ပြီးတော့နောက်ထပ်9မိနစ်လောက်ထပ်ပြီးတော့မှဆက်ပြီးတော့မှကြိုပါမယ်အခုလိုမျိုးဇွန်းလေးနဲ့မွေပြီးအောက်ချလိုက်တဲ့အခါမှာခတ်ထွေးလေးတွေဖြစ်ပြီးကျလာပြီဆိုလို့ရှိရင်တော့ရပါပြီเนาะကျမတို့oven ကိုကျမတို့ preheat လုပ်နေတဲ့အချိန်မှာမုံပန်းကိုထောပတ်တုပ်ပါမယ်ထောပတ်တုပ်ပါမယ်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့မှခုနကြိုထားတဲ့ဟာတွေကိုလောင်းထည့်ပြီးတော့မှပုံသားလေးတွေညီအောင်မျက်နှာပြင်လေးတွေကိုညှိပေးရပါမယ်လုံသားလေးတွေမျက်နှာပြင်ညီသွားပြီဆိုလို့ရှိရင်အပေါ်ကနေတစ်ခါထောပတ်လေးတွေကို brush လေးနဲ့တစ်ခါထပ်ပြီးတော့မှမုံသားလေးတွေမကွဲအရန်အတွက်တုပ်ပေးရပါမယ်ပြီးရင်တော့ခုန preheat လုပ်ထားတဲ့ oven ထဲမှာထည့်ပြီးတော့မှဖုတ်ပါမယ်နော်အခုမုံကလည်းရသွားပြီဆိုတော့အခန်းပူချိန်တန်းမှာပဲလုံးဝအေးဝတဲ့ထိထားပေးထားရပါမယ်ကျမတို့အုံးစီချက်ရန်အတွက်ကိုအုံတို့ကိုအသုံးပြုပါမယ်စားအနှဲငယ်ထည့်ပြီးတော့မှဖြည်းဖြည်းချင်းစီမွေပြီးတော့မှချက်ထားပေးပါမယ်ပြီးတော့အုံးစီမြန်မြန်ထွက်လာစေရန်အတွက်ကျမတို့ဟင်းချက်စီလေးအနှဲငယ်ကိုထည့်ပြီးတော့မှအသုံးပြုပါမယ်ပြီးတော့ထပ်ပြီးတော့မွေထားပေးပါမယ်အခုဆိုလို့ရှိရင်တော့စီနဲ့အုံတို့နဲ့တခြားစီဖြစ်သွားပြီဆိုလို့ရှိရင်အခန်းအပူချိန်မှာအေးခံထားပေးပါမယ်ဒီတစ်ခါမှာတော့ကျမတို့တွေခုနကအခန်းပူချိန်မှာအေးခံထားတဲ့မုံသားလေးတွေကိုကျမတို့စိတ်ကြိုက်လှီးဖြစ်ပါတော့မယ်နော်မိမိကြိုက်တဲ့ရာပုံစံကိုလှီးဖြစ်လို့ရပါတယ်နော်ကျမတို့အခုလိုမျိုးပုံစံလေးလှီးပြတ်ထားပါတယ်မိမိလိုချင်တဲ့ပုံစံလေးတွေလှိဖြက်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ကြိုးထားတဲ့အုံးစီချက်လေးကိုအပေါ်ကနေဖြူပြီးတော့မှသုံးဆောင်လို့ရပါပြီရှင်အခုဆိုလို့ရှိရင်တော့အုံးစီချက်အနှံမွေးလေးနဲ့အရန်အရသာရှိတဲ့တလုံးစုပ်တလုံးအရသာရှိတဲ့ဆန်စနုမကင်းလေးကိုသုံးဆောင်နိုင်ပါပြီရှင်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် Thank you for watching bye bye